ယေရှုသာကျွန်တော်တို့အတွက်အသက်မပေးခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အသက်တာမှာရှောက်လန်းခဲ့တဲ့အရာတွေအားလုံးမှာပြန်လည်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘယ်ရာမှတည်နေတဲ့အရာတစ်ခုမှမရှိဘူးဒါပေမဲ့သူ့ရဲ့အသွေးတော်အားဖြင့်ကျွန်တော်တို့ကိုကျမ်းမာစေတာဖြစ်တယ်။ချောင်းမရကိုရောက်စေတာဖြစ်တယ်။ဒီအရာတွေအတွက်ကျွန်တော်တို့ကသခင်ထံမှာကျွန်တော်တို့တိုးဝင်ဖို့ပဲဖြစ်တာဖြစ်တယ်။
ကျွန်တော်တို့ရဲ့အကြံစီအတွေးခေါ်လူချင်းတက်မဲ့တဲ့အရာများစွာရှိတယ်ဒါပေမဲ့ဒီຢာတွေအရေးကြီးဆုံးကသခင်ရဲ့ဖြစ်တာဖြစ်တယ်ကျွန်တော်တို့အသက်တာကိုစက္ကန့်အနံ့ပြီးတော့ကိုရှင်ကိုပဲလို့ရဲ့ဆိုတဲ့ရှင်အဖြစ်တိုးဝင်ချင်ကြတယ်ကျွန်တော်ရဲ့လောကချမ်းစီဆုံးဖြတ်ချက်တွေနဲ့လုံးရဲ့တိုင်းဒီခေရဲ့ပေါ်တဲ့ချမ်းစီလော
ရှိတော်မှာဝင်ချတောင်းပန်ပါတယ်ဘုရားရှင်ဖခင်ကျေးဇူးတင်တယ်ဘုရားကျွန်တော်တို့အသက်ကိုပေးဖို့မှရင်းဖို့ပေးတဲ့ကြောင့်ကျေးဇူးတင်တယ်ပါကိုရောရဲ့မြတ်တာလို့ကျွန်တော်ကျမတို့တို့တကယ်ပဲလုံလောက်ရရှိပါတယ်ကျွန်တော်တို့ရဲ့ခြေလမ်းတစ်လမ်းချင်းစီတိုင်းပေါ်မှာကိုရောရှင်ဖခင်ရဲ့ကောင်းတဲ့ခြင်းတွေယူနာတော်ရဲ့တိုင်းခံစားစေတဲ့ကြောင့်ကျေးဇူးတင်တယ်ပါကိုရောရှင်ဖခင်ကျေးဇူးတော်ကိုရှင်ဝိုင်းဆရာကမှကျေးဇူးတော်မှာတပါးဆိုတဲ့ရှင်အဖြစ်နဲ့ပြောမှထုံးကိုတိုးဝင်ကြတာ
သမီးအောင်စတိုင်းကိုချစ်တော်မူသောအခါကျေးဇူးတော်ကိုချီးမွမ်းတယ်ချီးမွမ်းခြင်းပုံပြုခြင်းကိုရလုံးစုံလို့ပုံမှာကိုယ်တို့ပါရှိတဲ့ကောင်းချီးပေးတော်မူသောကြောင့်လည်းကျေးဇူးတော်ကိုချီးမွမ်းတယ်အစီအစဉ်ဆောင်တဲ့ဆုံးဖြတ်တာအောင်လည်းကိုယ်ရှင်ဖျားလမ်းပြတဲ့ကောင်းချီးပေးသနာတော်မူပါအလားနဲ့ပြန်မတူစီသောကိုယ်ရဲ့ကောင်းချီးမင်္ဂလာများကိုခံစားစေတော်မူပါမိကြောင်းကျေးဇူးတော်ကောင်းကိုရတဲ့ချီးမွမ်းတဲ့ယေရှုဖျားနာမကိုမြှုပ်လို့ဆုတောင်းကြပါရစေရှင်အာမင်